ခုပြောပြပေးပါကတော့လက္ခဏာပညာရေးနဲ့ပတ်သက်ပြီးတရားမပြောင်းသူကောင်းမှဖြစ်မိမိကစွန့်စားမှအခြားမျိုးရွာတွေမှာတွားရောက်ပြီးတော့လောက်ကင်စားတောက်ပြီးတော့ကြီးဝအောင်မြင်တတ်တဲ့လက္ခဏာတစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ထပ်အောင်ဗီဒီနဲ့လက္ခဏာပညာရေးဆိုင်ရာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာကျေးဇူးပြု၍ထပ်အောင်ဗီဒီနဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာလက္ခဏာပညာရေးနဲ့ပတ်သက်ပြီးအသက်လမ်းချောင်းပေါ့နော်အဆုံးပေါ့နော်အဲ့လိုမျိုးမှာခုပုံမှန်မြင်တွေ့ရတဲ့အတိုင်းလမ်းခွဲလေးတစ်ခုပါတယ်အဲ့လမ်းခွဲလေးရပေါ့နော်လက်ကောက်ဝေထီရှည်လေးရသာဆင်းပြီးတော့သရုိကံပုံတံလေးဖြစ်နေတာမျိုးဆိုရင်မိမိကတရွာမကောင်းသူကောင်းမဖြစ်ဆိုတဲ့စကားပုံအတိုင်းပါပဲမိမိရဲ့ရွရွာမဟုတ်တဲ့အခြားမျိုးတွေရွာတွေနယ်တွေမှာတွားရောက်ပြီးတော့လောက်ကင်စားတော့စီဝါရေးလောက်ကင်မယ်ဆိုရင်ဖြစ်ထွန်းတတ်တဲ့နောက်တစ်ခါကျနာမည်ကုန်သတင်းတွေကြော်ကြားပြီးတော့လူသိများတဲ့သူဖြစ်တတ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့မိမိကမိမိမွေးရမြေကိုချစ်လို့တွေ့တာလို့မိမိရဲ့အိုးအိမ်နဲ့မိမိမွေးရမြေမှာပဲနေတယ်ဆိုရင်စီးပွားရေးကပြောတဲ့လောက်ကြီးမဖြစ်ထွန်းဘူးလုံးရင်လုံးတဲ့လောက်မတိုးတက်ဖ ೇನೆ တုံရင်တုံရင်တိုင်းပဲဖြစ်နေတတ်ပါတယ်ဒီလိုမျိုးလက္ခဏာအခွဲလန်းချောင်းပါတဲ့သူအသက်လန်းချောင်းအခွဲလန်းချောင်းပါတဲ့သူတွေကခရီးစာတာကိုလည်းပြရပေါ့နော်ခြေများတတ်တယ်အိမ်မကတ်တာလို့ပါလို့ဒီလိုမျိုးလည်းဖြစ်ပေါ်တတ်ပါတယ်နောက်တစ်ခုကကြာပေါ့နော်ဒီလိုမျိုးလမ်းကြောင်းပါရှိတဲ့သူတွေကအမွေရာကိန်းအမွေအနှစ်နဲ့ထိုက်တန်တဲ့ကိန်းကြီးဖြစ်ပေါ်တတ်ပါတယ်အဲဒါကြောင့်ဒီလိုမျိုးလမ်းကြောင်းပါလာပြီဆိုရင်မိမိကတရားမပြောင်းသူကောင်းမဖြစ်တယ်လို့မိမိရဲ့ရွမဟုတ်တဲ့အခြားဒေသတွေမှာပဲလောက်ကင်စားတော့ပြီးတော့စီးပွားရှာမယ်ဆိုရင်စီးပွားရေးဖြစ်ထွန်းမှုတွေနဲ့အောင်မြင်မှုကိုရရှိနိုင်တဲ့လက္ခဏာအမှတ်သားကောင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်လေးကဒီနေ့ဒီလောက်ပါခင်ဗျာနောက်အစီအစဉ်များဆက်လက်အပေးနိုင်တဲ့အတွက်ထပ်အောင်ဗီဒီနဲ့လက္ခဏာပညာရေးဆိုင်ရာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးပြု၍ထပ်အောင်ဗီဒီနဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ